အကယ်၍မျက်တစ်ပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်သူများကြွေးဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်အပျက်ကလေးတခုပြောရမယ်ဆိုရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တည်သွားတယ်တည်သွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူ့ညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ယမရာဇဝင်ထဲမှာနာမည်တော့မေနုမင်းပြစ်မင်းထံသင့်တဲ့အခါမှာဆရာတော်ဥပုပ်ကိုသွားကြတော့တယ်နာမည်တော့မေနုဟာဒီမင်းပြစ်မင်းထံနဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရတော့ဆရာတော်ဥပုပ်ကသူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုမင်းနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့အဲ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမှာအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘဝရောက်ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့မြောက်လှုပ်ပြရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာဓမ္မကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့မင်းငွေလေးဒီလောက်လေးပေးပါလေဆိုကြွေးပြန်ဆက်တယ်လို့ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့လည်းပေါ့ပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မေ့နေတယ်လူတွေထဲမှာဒါတွေက